ကဲကျွန်တော်မိတ်ဆွေများဒုတိယပိုင်းကျိုးကြလေးကြည်နဲ့ဆက်သွားကြမယ်ဗျကျွန်တော်ရဲ့တိရစ္ဆာန်ဥယျာဉ်တို့အမှတ်တရရှောက်ခဲ့တဲ့ပုံလေးကိုဗီဒီယိုဖိုင်လေးရိုက်ပြီးတော့ကျွန်တော်ရဲ့ပရိသတ်များကိုပြန်ပြခြင်းဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ပရိသတ်များဆက်ပြီးကြည့်ကြအောင်နော်အားလုံးပဲလိုက်ကြည့်ကြအောင်ဗျဒီနေရာကတော့ကျိုးကြလေးတွေရမ်းလှတဲ့နေရာပေါ့ဗျာဒါလေးတွေကိုကျွန်တော်နောက်ပိုင်းမှာထည့်ပြီးထားပါတယ်ဒီနေရာကတော့ကျွန်တော်ပြထားတဲ့အမြောက်ကလေးဒါလေးတွေကိုမြောက်ကလေးတွေပြေးပြီးကျွေးတက်ပြီးတော့တပ်ပုံရိုက်ထားခဲ့တာပါဒီနေရာလေးဆိုတာမြောက်ကလေးတွေရဲ့ကျွေးရင်လူတက်တဲ့သဘောတော်ပါရှိတယ်ဒါကတော့အရှင်မြင်းလေးကိုကျွန်တော်တပ်ပုံရိုက်ယူထားတာဖြစ်ပါတယ်ဒီကတော့ခေါ်ရင်လာတဲ့ဆိုတဲ့မြောက်ကလေးပုံပါဘိုးတွေကရွာနေတော့ဖြူရရင်နဲ့အမလုံးမရဘူးပြန်ပြီးလာပါဘူးဗျာပြန်ပြီးရတယ်တော့ပါဘူးဘိုးတွေကရမ်းရွာနေတော့ဘာကောင်းမှလည်းကြည့်လို့မရတော့ပါဘူးတဲ့โอ้ยหนาวเลยอยู่ได้ก็อยู่แบบนี้นะแล้วแบบนั้นจะได้อยู่ได้แบบด้วยนะဒီနေရာကတော့တက်ကလေးဦးရှိနေရပါဗျာဒါတက်ကလေးဦးတွေဟိုမှာပြန်နေတတ်မနေအောက်မှာဝင်ခိုးနေတယ်တက်ကလေးဦးတွေလည်းနေရာတွေမှာသူတို့နေရာတွေမှာတဲလေးတွေမှာပုံပြီးတော့နေရတာပေါ့ရှိစက်သွားမယ်ဆိုရင်တော့အကျူးကြလည်းရှိတဲ့နေရာကျူးကြငှက်လေးတွေပေါ့ဗျာကျူးကြငှက်လေးပဲဟုတ်ပါလားကျူးကြငှက်ပါကျူးကြငှက်တွေရှိတဲ့နေရာပေါ့ဗျာနာမည်ဆိုရင်ကျွန်တော်မုံရောက်ရိုက်ထားတဲ့ပေါ့ဗီဒီယိုဖိုင်လေးပါမုံရောက်ရင်ကျွန်တော်ဒီလိုရိုက်ထားပါတယ်ဒီချာလေးရိုက်ထားပြီးမှကျွန်တော်ဘောရလိုက်တော့ကျွန်တော်ကားဝယ်လှည့်ရတဲ့အပိုင်းစာလေးပြန်ဖြတ်ပြီးထည့်ထားပါတယ်အရင်လာတဲ့ဒီနေရာလေးကကျူးကြလေးတွေနဲ့ဆိုတော့ဒီမော်တိုတချင်းလေးတွေများဆိုရင်ရမ်းလိုက်ဒါကတော့ကြားရှိတဲ့နေရာပေါ့ကြားကြီးဒီမှာကြားကြီးတွေ့လိုက်တယ်နော်ဒီနေရာကကျွန်တော်ကြားမရှိရင်မတော့မြောက်ကလေးပေါ့ဒီမြောက်ကလေးကတိတိလေးကြီးဘာမြောက်လေးဘာမျိုးစားလိုက်တော့မသိဘူးကြဒါတော့ဖျဲသီးစားနေတဲ့မြောက်ကိုကျွန်တော်လက်ရယူထားတာတေထားဆိုကျွန်တော်ကလောက်ပါပဲကျွန်တော်မိုးရီရောတော့ဆဲလို့မရလည်းပဲနောက်ကြီးပြန်ရတော့မှဖြစ်ပါတယ်ဒါကြောင့်မို့လေကျွန်တော်လည်းငွေချင်းတွေကိုလှုပ်ဆက်ပါတယ်နော်အခုဆိုရင်ကျွန်တော်တို့ကပြန်လာပြီဖြစ်ပါတယ်တိတ်ဆန်ဝင်ရေကိုင်းပြန်ထွက်လာပါပြီဒါလေးတွေကတော့အိမ်ပြန်လက်ဆောင်ပါလေဗျာကိုအိမ်ပြန်တဲ့အခါလက်ဆောင်ဖြစ်ပေါ့ဒါလေးဝယ်လိုက်ပြီနော်哎呦ဒါလည်းစားလို့ကောင်းတဲ့ပစ္စည်းလေးတွေလည်းကြံကြည့်ရအောင်ဒါလေးတွေစားလို့ကောင်းမဲ့ပုံများ40ဖတ်ဟုတ်ဒီတိုက်ပြီးတွေ့ကြကုန်
150ဝေါပေးရလို့အဲ့တော့ဒီထားပါမယ်လေဒီတော့ကြီးထားပါလိုက်မယ်ရေမို့ငါမို့ကြောက်ဒါကတော့တလိဆန်ဝင်ရင်ကရင်ပြန်လာပြီးတော့သူစည်းဝေးကြတာပါဘုမဝေဖာရှားရင်ရှားပါဘူးဗာလေးတယ်အဲ့ဒါပါယူဒီပဲယူတဲ့ဟမ်ဒီရတော့မှာဟောဒီနေရာတော့စေးကြီးတဲ့နေရာလေးဒါကတော့အဲ့ဝိုင်းငေါဝိုင်းပလင်းနေ250မပြားရည်တွေ့အောင်ပါတော့မပြားရည်တွေ့ဟုတ်တယ်အေးဒါပြားရည်160ဒီပုံစံတော့ပြားရည်စစ်မပုံစံလား这慢慢的是多少？ဒီကောင်စစ်လေမဒီကောင်စစ်တယ်များနေ တော့ဗောနည်းနည်းပါဖို့ပဲမလေးတော်ပြီအဲ့ဒါပြားရည်တော်ပြီတော်ပြီ对，以后可能会叫你说了，他也是。好，出来。380 บาท不上包的人嘛。会玩的。160 บาท然后他们叫你发一下我也没叫你。哦，对。这3年就是我。မဒီမှာရှင်းရမှာလေဒါဒီမှာရှင်းရမှာဟိုကရှင်းမှာအားမဆိုင်160 บาท260 บาท70 บาทMama.ဒါတော့စီးဝဲပြီးတော့စီးကောင်းလာမှာစီးရှင်းနဲ့စီးဖို့ရှင်းတယ်လေအဲဒါကို340 บาท360 บาทဒါကတော့နံပါတ်1ရုံကကျွန်တော်တို့ရဲ့ဘယ်လိုကအောင်ဖြစ်ပါလဲဒါပေမဲ့ခီးတော့တဲ့အချိန်ကျတော့အတူတူသွားတာပေါ့ဒါဆိုရင်လည်းကျွန်တော်နံပါတ်1ရုံကပြုံးမလီတာပေါ့ကဲလေးတဲ့ဝယ်လိုက်ပါပြီဒါကငါမိုးကြောက်လေးတွေဟုတ်မယ်ကောက်ပြန်သွားမယ်ကြီးစားပါလေငါမိုးကြောက်လေးဝယ်ပြီးဟိုဆိုလာရဲသူပါရဲလေနှစ်ယောက်လုံးမြည်ရရတယ်ကျွန်တော်တော့တိုက်ပြီးတိုက်ပြီးတယ်အေးကိုတရားပါကောင်းတော့လိုက်ဒီလိုကကြည့်လို့တော့รถเราคันไหนเนี่ยคันนู้นเหรอบ้านผมใช่ไหม
เดียวเตียไปขอบคุณครับ ร้อยครับขอแล้วครับขอแล้วครับ อยากขายจะซื้อเลยไม่ได้3 วัน3 ไม่รู้ก่อนขายชุดก่อน